6နာရီ မနေ့အိပ်ရထားပါပြီ 6 နာရီအိတ်နေပေါ့ 9နာရီ အလုပ်လာဖို့ပြင်ဆင်နေပါပြီ နိုးထားဖို့အတွက်အချိန်ယူနေ 10နာရီ 7နာရီဆိုအိမ်ကနေပြီးစထွက်လာပါပြီ 7 နာရီဆိုရင်တော့သွားတိုင်းမိနစ်တစ်ပေါ့ 9နာရီ 9နာရီဆိုရုံရောက်နေပါပြီ မနေ့စားစားတယ် အလုပ်က9နာရီတက်တာနော် အဲ့ဒီမနေ့စားမစားလို့မရဘူးလေလူတယောက်မှရေးကြည့်ဆိုတော့မနေ့စား မချင်းမလာပါလေ လာမယ်လေ 10နာရီ 10နာရီဆိုလို့ရှိရင်တနေ့တာအတွက် daily task တွေပေါ့နော် post တွေစပြီးတော့တင်နေပါပြီ အလှပြင်ပြီးရောအလှပြင်နေ 17နာရီ 7နာရီဆိုလို့ရှိရင်ဒီ meeting တွေပေါ့နော်အဲ့အတွက်ပြင်ဆင်နေပါပြီ ယုံလာနေပြီကားစား နေ့လယ်7နာရီရှိနေပြီလေရုံချိန်ရ9နာရီလေ ကားမှမရတာဘယ်လိုလာမှလဲအမရဲ့ 12နာရီ 7နာရီဆိုရင်နေ့လယ်ထမင်းစားကြနားချိန်နားနေပြီပေါ့နော် ထမင်းစားဖို့ပြင်ဆင်နေ လာတော့လေပဲနောက်ကြမှာလာပြီးထမင်းကိုစောစီးစားရဲဘာလုံးမှလည်းမလုပ်တဲ့နေကို ထမင်းမဆိုင်သေသွားမှာပေါ့အမလေးစားအမလေးပိုက်စားပေါ့ 1နာရီ တနာရီဆိုလို့ရှိရင်အမားကဒီမနက်ပိုင်းအတွက် report တွေစပြီးတော့တင်နေပြီပေါ့နော် တနာရီမှအလုပ်လုပ်နေ 2နာရီ 2နာရီဆိုလို့ရှိရင်ဒီနေ့လယ် meeting အတွက်စပြီးတော့ပြင်နေပါပြီ 2နာရီမှဒီ customer နဲ့ဖုန်းပြောဖို့ပြင်ဆင်နေ အလုပ်ကိုလာတော့လေ10နာရီမှလာတယ်အလုံးစလောက်တာ1နာရီ2နာရီမှစလောက်တာလား ဒီနားချိန်ကကြတော့12နာရီပြီးပြီးတော့1နာရီမှစပါလေ မနက်ပိုင်းကလည်းဘာလုပ်နေလဲမနက်ပိုင်းရင်ဘယ်ကြောင့်ရှော့မလုပ်ဘဲလဲ လုပ်နေလေဒီ KPI